Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဇူလိုင်လ18ရက်နေ့နေ့လယ်ပိုင်းနိုင်ငံတကာနောက်ဆုံးရစိတ်ဝင်စားစရာအထူး breaking news သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ယောတီဖာလို့ခေါ်ပါတယ်ဒီကနေ့နေ့လယ်အတွက်အထူးစိတ်ဝင်စားစရာနောက်ဆုံးရ breaking news သတင်းထဲမှာ American တပ်ဖွဲ့တွေကဘယ်နေရာတွေကိုတိုက်ခိုက်တယ်လဲဆိုရင်အီရန်ရဲ့တောင်ပိုင်းအနောက်တောင်ပိုင်းမှာရှိတဲ့အခြေခံအဆောက်အအုံတွေယထာတဒါလမ်းတွေလေဆိပ်တွေဒီနေရာတွေကိုအတိကထားပြီးတော့မှတဒါတွေကိုပြစ်ခတ်နေတဲ့ဟာလုံးဝနောက်ဆုံး breaking news သတင်းထဲမှာကြားရတယ်နောက်ပြီးတော့မှယထာလမ်းစုံတွေကိုလုံးဝဖောက်ခွဲပစ်တဲ့ဟာတွေမြင်နေရပြီကြားနေရပြီဖြစ်တယ်။ဒါဆိုရင်အခုအီရန်နိုင်ငံကဘလောက်အထိအခြေအနေဆိုးနေပြီလဲ။ American သမ္မတ Donald Trump ကဒီကြားထဲမှာတိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ဟာတွေနော်တရက်နှစ်ရက်မှာတစ်ခါထပ်ပြီးတော့မှထုတ်ပြန်ကြေညာထားတာရှိတယ်။အခုလေလေကြောင်းတိုက်ခိုက်မှုအထူးအစဉ်စဉ်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ဟာတွေဖော်ပြတယ်ဒီညမှာလဲဆက်လက်တိုက်ခိုက်မဲ့ပြစ်မှတ်တွေရှိသေးတယ်ဆိုတဲ့ဟာတွေဖော်ပြနေတယ်ဒါကြောင့်အီရန်ရဲ့ IRGC တွေလုံးဝဒုက္ခရောက်တော့မဲ့အနေအထားရှိတယ်အခု American တွေတိုက်ခိုက်လိုက်တဲ့အခြေခံအဆောက်အဦဆိုတဲ့ဟာတွေနော်ယထာလန်တွေနော်တဒါကြီးတွေပြီးတော့မှလေစိတ်တွေဆိုတဲ့ဟာကဒီဟူမော့ရှေလေဂျာဖက်ကနဲ့နော်တကယ်လမ်းမကြီးကနဲ့စီတွေနော်ကုန်တင်ကားတွေတွားနေတဲ့တရားတွေဖြစ်တယ်အဲ့ဒီပြင်းလိုက်တဲ့နေရာမှာနော်သူတို့ဖောက်ခွဲပစ်တဲ့အချိန်မှာရောက်ရှိသွားတဲ့နော်သူတို့ရဲ့ဗီဒီယိုရိုက်ကူးထားတဲ့ဟာကိုကြည့်ချင်းအားဖြင့်ဒီနေရာမှာမနေကြနဲ့ကားထဲမှာရှိတဲ့နော်စီရီယိုနေပြီးထွက်ပြေးကြဆိုပြီးမှအော်တဲ့ဟာတွေကြားရတယ်ပြီးတော့မှကားသမားတူတေဆုံးတယ်ဆိုတဲ့ဟာတွေကြားရတယ်တရားအကြီးကပျက်စီးသွားပြီဆိုရင်အီရန်ရဲ့ဒီဟိုမိုရှီလီဂျာဖက်ကနဲ့စီတွေနော်ရေနံစီတွေတေယူပို့ဆောင်ပြီးတော့မှစီးပွားရေးလုပ်နေတဲ့လမ်းကြောင်းကပိတ်ပြီးနောက်ပြီးတော့မှနော်ထာဝတိုင်းဖုန်းဆက်တယ်လို့ရတဲ့ဟာတွေဖောက်ခွဲပစ်တဲ့ဟာရှိတယ်အမေရိကန်ကပြီးတော့မှရက်စစ်နဲ့ဆိုင်တဲ့ဟာနော်စက်ယုံမြင်းဆက်စက်ယုံနေယုံကိုဖောက်ခွဲပစ်လိုက်ပြီးတယ်နောက်တစ်ခုထူးခြားတာဟူမော့ရှီလေဂျာအီရန်ကန်ယွန်တန်းမှာရှိတဲ့အသေးညေတော်ဒီကျွန်းတွေကိုလေနော်အမေရိကန်ကပြစ်မှတ်အဖြစ်နဲ့တိုက်ခိုက်လိုက်ပြီးတော်များထိမှန်တဲ့ဟာရှိတယ်အားလုံးနီးပါးကအီရန်ကအင်မတန်ဒုက္ခရောက်နေပြီဒါကြောင့်အခုအီရန်ရဲ့ပြန်နော်အရာရှိတယောက်ကပြန်ပြောထားတာခမရတို့ကအခြေခံအဆောက်အဦတွေကိုပြည့်လိုက်ပြီဖြစ်တယ်โอเคရတယ်ကျွန်တော်တို့အနေနဲ့မနေ့ပြန်ဖြစ်ဒီနေ့ညဖြစ်ပြန်ပြီးတော့မှဒေတာတွင်းနိုင်ငံမှာရှိတဲ့အခြေခံအဆောက်အဦတွေကိုစတင်တိုက်ခိုက်တော့မယ်နော်တိုက်ခိုက်တော့မယ်ဆိုတဲ့ဟာတတိပေးလာတယ်အီရန်ကဒီလိုတတိပေးနေပေမဲ့သူတို့ကဒီစစ်ပွဲဆချင်းကတည်းကနဲ့အခြေခံအဆောက်အဦပင်လယ်ကွေ့နိုင်ငံတွေကိုတိုက်ခိုက်နေတာဖြစ်တယ်အခုမှတိုက်ခိုက်တော့မယ်တိုက်မှာဖြစ်တယ်ဆိုပေမဲ့ငကိုကလေးကတိုက်နေတယ်ဆိုတဲ့ဟာကိုမမေ့ဖို့ရန်တော့အင်မတန်မှအရေးကြီးတယ်ဘာရင်းတို့နော်ကိုဝီတို့မှာဆက်တိုက်နေပေမဲ့သူတို့တိုက်ခိုက်ခဲ့တဲ့နေရာတွေဒီအမေရိကန်ရဲ့ရေဒါအခြေချစခန်းတွေကိုထိမှန်သွားပြီးတကယ်ဟိုနေရာကိုပြစ်လိုက်ပြီးဒီနေရာကိုပြစ်လိုက်ပြီးအမြဲတမ်းပြောနေတယ်ဒါပေမဲ့လက်တွေ့ကြမှာဒီသူတို့ရဲ့ထိမှန်သွားတဲ့ဗီဒီယိုမပေါ်ပြနိုင်တဲ့ဟာလည်းရှိတယ်ပေါ်ပြနိုင်တဲ့ဟာလည်းရှိတယ်ဒါကအင်မတန်စိတ်ဝင်စားစရာကောင်းလာနေတဲ့နောက်ဆုံးရ breaking news အခုနောက်ထပ်စိတ်ဝင်စားစရာကတော့အီရန်မှာမဟုတ်နော်အီရန်မှာအခု American ရဲ့နော်
လေတပ်အခြေချစခန်းတွေကိုလုံးဝတိုက်ခိုက်ဖို့ရန်အတွက် ready အဆင့်တစ်ပြင်ဆင်ပြီးထားတဲ့အကြောင်းကိုထောက်လှမ်းရေးသတင်းတွေကရရှိလိုက်ပြီဖြစ်တယ်။ဒါကြောင့် American တန်ယုံကနဲ့ကြေညာချက်တွေထုတ်ပြန်တယ်။ကဲလေစိတ်တွေမှာတော့စင်တော့ခရီးသွားမဲ့သူတွေရက်ဆိုင်ကြပါနောက်ပြီးတော့မှအရေးပေါ်နော်ဒီဖုန်းနံပါတ်တွေယူထားပါအသွားလာကိုယ့်ရဲ့သတင်းတွေဒီ Facebook မှာဖြစ်ဖြစ်စာတွေထုတ်ပြန်ရေးကြတဲ့ဟာတွေရှောင်ရှားကြပါအင်မတန်အရေးကြီးတယ်ဆိုတဲ့ဟာတွေအင်ရနိုင်ငံမှာဖြစ်နေပြီနောက်ထပ်အင်ရနိုင်ငံကဖြစ်ပေါ်လာတဲ့သတင်းက American သမ္မတ Donald Trump ကိုအင်ရအနေနဲ့နော်ဒေါ်လာတန်100အထိနော် Donald Trump ကိုတတ်နိုင်တဲ့သူကိုနော်လောက်ကြံနိုင်တဲ့သူကိုပေးမယ်နော်ရွှေနော်100 ကီလိုဂရမ်ပေးမယ်ဒါတွေပြောထားတာဖြစ်တယ်အခုအင်ရဖက်ကထပ်ဆင့်ပြီးတော့မှဒေါ်လာ10တန်းထပ်ဆင့်ထပ်လောင်းပေးမယ်ကျွန်တော်တို့အနေနဲ့လည်းပေးမယ်ကြေညာလိုက်ပြီ Donald Trump ကိုလုံးဝလောက်ကြံဖို့ဒီလိုမျိုးထုတ်ပြန်တဲ့ဟာကအင်ရန်ပြီးအင်ရလာတယ်ဒါကြောင့်အင်ရန်မှာစပွဲပြီးရင်တော့မှအင်ရမှာပြန်ပြီးတော့မှစပွဲကြီးဖြစ်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ဟာနော်မနေ့ညကျွန်တော်တင်ဆက်ခဲ့တဲ့နေရာမှာလည်းပါတယ်အခု UAE နိုင်ငံကနဲ့တင်ပေါ်တည်အင်ရရဲ့ဒီစိတ်ကမ်းမှာသွားတယ်အဲ့ဒီစိတ်ကမ်းမှာသွားတဲ့တင်ပေါ်မှာအမေရိကရဲ့ကားပစ္စည်းတွေနော်တေယူပို့ဆောင်တဲ့ဟိုဖြစ်တဲ့တင်ပေါ်ဖြစ်တဲ့အဲ့ဒါကို drone လာတိုက်ပြီးတော့မှ drone တည်နဲ့တိုက်ခိုက်မှုခံရပြီ American ရဲ့တကယ်နော်တင်ပေါ်ပြောလို့ရတယ် UAE ရဲ့တင်ပေါ်လို့လည်းပြောလို့ရတယ်အဲ့လိုဆိုရင်အခုဒီဟိုမောရှိလေဂျာမှာတိုက်ခိုက်နေတဲ့အနေအထားကနဲ့ဒုတိယပိုင်းကအင်ရမ်စိတ်ကမ်းမှာကြီးမားကစိတ်လေးတိုက်ခိုက်မှုတွေဖြစ်ပွားနေပြီအဲ့ဒါကြောင့်အင်ရာကစစ်ပွဲကအင်ရာမှာကိုးဆက်နေပြီဒုတိယလိုင်းကိုတွားနေပြီဆိုတဲ့ဟာကိုအတိအမှပြုလို့ရတယ်ကျတို့နားလည်ထားရမှာဖြစ်တယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစဉ်စဉ်ကြောင့်အခုဟိုမောရှိလိကြားမှာတော်လေးထိန်းချုပ်နေပြီထိန်းချုပ်နေတဲ့အချိန်မှာဒီအင်ရန်ဖက်ကကိုင်ယွန်တန်ကနဲ့သူတို့ရဲ့အင်ရန်စိတ်ကန်းကနဲ့အမြဲတမ်းတွာလာနေကြတင်ပေါ်ရှိတယ်အဲ့ဒါကိုလုံးဝအမေရိကန်ကထိန်းချုပ်ထားတာထိန်းချုပ်ထားတဲ့ဂျာထဲကနဲ့စီကံဖောက်ပြီးတော့မှနော်မောင်းနေလာတဲ့ဟာရှိတော့အမေရိကန်ဘက်ကအဲ့ဒီတင်ပေါ်ကိုပြစ်လိုက်ပြီးဝင်စီးလိုက်တယ်ဆိုတဲ့ဟာလည်းကြားရတယ်ဒီမှာကြည့်ဘလောက်အထိစိတ်ဝင်စားစရာနော်အင်မတန်မှရှုပ်လာတဲ့အနေထားတွေရှိနေတယ်နောက်ပြီးတော့မှအခုဒီအင်ရန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှနော်ဝေဖန်သုံးသပ်တဲ့အနေထားကြည့်တော့လုံးဝပြင်သွင်းမှာသူတို့ကိုတိုက်ခိုက်တဲ့နော်မျောလင့်ချင်းရဲ့တားပြောမလားဒီအဖွဲ့အစည်းရဲ့လှုပ်ဆောင်ချက်ကလည်းပို့ပြီးတော့မှနော်အရာရောက်လာတယ်။ဘာကြောင့်လဲမနေ့ညကျွန်တော်တင်ဆက်ခဲ့တဲ့ဒီအင်ရန်နိုင်ငံရဲ့အကြီးအကဲအာလီခါမနိုင်နီတကြိုထားတဲ့ဖျားကြောင်းမီးလောင်မှုကြောင့်ဒါကတိုယိုတန်ယွန်နှစ်ပေါင်းများစွာအိမ်မတန်မှအထွတ်အထစ်ထားတဲ့တရှင်းရဖျားကြောင်းဆိုမှတတ်မှတ်ထားတဲ့နေရာအဲ့ဒီနေရာမှာဘာကြောင့်ပေါက်ကွဲတာလဲဆိုတဲ့ဒီနေ့အဖြေကယေနာဒတ်စီယိုစစ်မှုလောင်သားတင်ယိုစစ်မှုဖြစ်ပြီးတော့မှအဲ့ဒီကနဲ့တစစ်လောင်ကျွမ်းပြီးတော့မှဖြစ်သွားတာပါတဲ့ကဲဖျားเจ้าမှာယေနံယိုစစ်မှုလောင်သားစီယိုစစ်မှုဆိုတာဘယ်လိုနားလည်ရမလဲကဲတစ်ချက်လေးတော့နားလည်တဲ့သူတွေစဉ်းစားကြည့်ရအောင်ဒီဟာကိုတခြားတဲ့ဌာနတွေနော်နိုင်ငံရဲ့အမြင်သုံးသပ်တဲ့သူတွေကအင်ရန်ပြည်တွင်းမှာရှိတဲ့နော်တော်လန်ရဲ့ပြောရမှာပေါ့အင်ရန်အစိုးရကိုဖြုတ်ချရေးအဖွဲ့တွေရဲ့လှုပ်ဆောင်ချက်ဖြစ်နိုင်တယ်ဒီဖျားเจ้าအလောင်းတော်မှတော့တခါလေးလောင်ကျွမ်းအောင်လုပ်တဲ့ပုံစံအဲ့ဒီဖျားเจ้าကိုတခါလေးဖြက်စီးပြစ်တဲ့ပုံစံလှုပ်ရှားလာတယ်ဒါကအင်မတန်စိတ်ဝင်စားစရာကောင်းလာနေတဲ့အင်ရန်ပြည်တွင်းထဲကအဖြစ်ပြ
နောက်ထပ်စိတ်ဝင်စားစရာကတော့အခုဘာကြောင့်ဒီစပွဲမှာဣသရေလကိုထိလက်ရောက်အပြုတ်သဘောအနေနဲ့မပါတာလေဒါလည်းစိတ်ဝင်စားစရာရှိတယ်အခုတတိဣသရေလကတိုက်လိုက်ပြီးဣသရေလကလေကြောင်းကချတယ်ဆိုတဲ့ဟာမပေါ်ပြဘူးဣသရေလကိုလည်းအီရန်ကချနေပြီဆိုတဲ့ဟာမရှိသေးဘူးဒါကအမေရိကန်နဲ့နော်ဒီဣသရေလရဲ့ဒီဝက်တဲ့ဖုန်းခေါ်ဆိုမှုဆိုတဲ့ဒီဘင်ဂျမင်နာတန်ယာဟုရဲ့ဒီအမေရိကန်ရဲ့သမ္မတကြီးဒေါ်နယ်ထရမ့်စကားပြောဆိုမှုအဲမှာကဲဣသရေလခမည်းကိုတကဘာလုံးကလက်ညှိုးတယ်လို့ထိုးနေတယ်ကျွန်တော်နဲ့ခမည်းပူးပေါင်းတဲ့ဟာကိုတောင်မှတော်တော်လေးကိုကျတို့နိုင်ငံတွေမှာလွတ်တော့ဒီမှာနော်အရှုပ်အထုပ်အနေနဲ့ပေါ်ပြနေကြပြီကဲဒီတစ်ခါငါတီးတဲ့ချမယ်ခမည်းနဲ့ပါလိုက်ရင်ဒီကဘာလုံးကိုနော်ပြဿနာရှင်းနေရတယ်အဲ့ဒါကြောင့်ခမည်းအင်းစစ်စစ်နေဣသရေလဟောက်ကကျွန်တော်အင်းစစ်စစ်နေမယ်ခမည်းတာတိုက်ကျွန်တော်စီမှာကိုထိလက်ရောက်အီရန်ကလာမပြည့်ရင်အင်းစစ်စစ်နေအောင်မယ်ဆိုတဲ့အီရန်ရဲ့ရန်စမှုကိုစောက်နေတဲ့ပုံစံတစ်ဖက်မှာကဘာကြီးရဲ့အပြစ်ဒေါ်နယ်ထရမ့်ကအပြစ်ပုံချတဲ့ဟာတွေဣသရေလကိုတရားစွဲမဲ့ဟာလည်းအများကြီးတော့ရှုပ်ချတဲ့ဟာရှိလာတဲ့ကြောင့်ဒီအရှုပ်အထုပ်ကိုဖေရှားခြင်းလို့အမေရိကန်တီးတဲ့ထိုးစစ်ဆင်နေတဲ့ပုံစံပေါက်နေတယ်ဆိုတဲ့ဟာပြောလာတယ်။ဘာကြောင့်လဲအမေရိကန်ရဲ့အောက်လွှတ်တော်မှာဣသရေလကိုလုံးဝအထောက်အပံ့မလုပ်ဖို့ရန်အတွက်မဲခွဲဆုံးဖြတ်ကြတဲ့ဟာတွေရှိတယ်။အခုအာရပ်နိုင်ငံတော်များကလက်ညှိုးထိုးပြီးတော့မှဒီဒေါ်နယ်ထရမ့်ကိုပြောလာပြီးခမည်းဣသရေလနဲ့ဘင်ဂျမင်နာတန်ယာဟုနဲ့မပူးပေါင်းနဲ့အဲ့ဒါကျွန်တော်မကြိုက်ဘူးရှုတ်ချတယ်ဆိုမှလောက်လာတယ်အေးအခုလောလောဆယ်မပါဝင်တဲ့အချိန်မှတောင်မှဒီလောက်ထိလက်ညှိုးထိုးနေကြတယ်ဒါပေမဲ့ရှောင်ရှားနိုင်ပြီးပြောရမယ့်အနေအထားရှိတယ်ဣသရေလကတော့လောလောဆယ်မလောက်သေးဣသရေလတိုက်တာကဂါဇာမှာတိုက်တယ်လုံခြုံရေးအနေနဲ့နော်လေဘနွန်မှာလည်းဆက်ရှိနေမယ်ဆီးရီးယားမှာလည်းဆက်ရှိနေမယ်ဂါဇာမှာလည်းဆက်ရှိနေမယ်ဒါတော့ပဲဒါပေမဲ့တိုက်ခိုက်မှုထဲမှာလိုအပ်တဲ့ပြစ်မှတ်တွေထောက်လှမ်းရေးနည်းပညာတွေကိုလုံးဝစုံစမ်းပြီးတော့မှတည်င်းပေးတာတော့ရှိနိုင်တယ်ဒီကြားထဲမှာအထူးစိတ်ဝင်စားစရာနောက်ထပ်တည်င်းပါရှိလေဆိုရင်လွန်ခဲ့တဲ့2020မှာအမေရိကန်မှာရွေးကောက်ပွဲကာလပြုတ်လုပ်နေတဲ့အချိန်မှာရွေးကောက်ပွဲရဲ့ data ချက်လက်တွေကိုတရုတ်ကခိုးယူကြည့်နော်ခဲ့တယ်ဆိုတဲ့ဟာကိုထရမ့်ကဆွဆွဲတယ်အခုဟိုရင်တော့ကကျတို့မင်းဆွေတဲ့ကာလမှာမင်းနဲ့ပတ်သက်ပြီးမှ data အားလုံးနော်တရုတ်ကလျှက်ဝက်စွာနော်ခိုးယူခဲ့တယ်ဆိုတဲ့ဟာတွေပေါ်ပြတယ်နောက်ပြီးတော့မှဂျိုးဘိုင်ဒင်လည်းပဲမင်းမတမာမှုလုပ်ခဲ့တယ်ဆိုတဲ့ဟာကိုသူကိုနိုင်ကဝန်ခံတဲ့ပုံစံဖြစ်တဲ့ဟာတွေပေါ်ပြလာတယ်တကယ်ပြင်းတင်အထောက်အထားနဲ့မင်းခိုးတဲ့ဟာတွေလည်းပြန်ပြီးမှပေါ်ထုတ်နေပြီဖြစ်တယ်အမေရိကန်မှာကောင်းတာတစ်ခုကတော့လွန်ခဲ့တဲ့ဘလောက်နှစ်ပေါင်းဘလောက်ရှိပြစ်မှုထင်ရှားမှုရှိရင်အဲ့ဒါကိုလိုက်လာပြီးတော့မှရှာဖွေပြီးတော့မှထောက်ပြပြီးတော့မှဒါဒီလိုမားခဲ့တယ်ဆိုတဲ့ဟာပြန်တရားဆွဲတဲ့ဟာတော့အရင်မိုက်တယ်အားကြောင့်ဘယ်သူမှမကောင်းတာရှောက်လို့မရတဲ့အနေထားစစ်ပွဲရဲ့အခြေအနေကတနေ့တခြားအီရန်နိုင်ငံကဆိုးလာနေပြီးအီရန်နိုင်ငံဘလောက်ထိကြက်ခံနိုင်အောင်မလဲလောဆယ်အီရန်မှာလည်းစမ်းတဲ့အသစ်အဆန်းရှိတဲ့ drone တွေထုတ်သုံးနေတယ်ဆိုတဲ့သတင်းလည်းရှိတယ်နောက်ပြီးတော့ဒုံးကြည့်တယ်နော်ပမာဏအနေနဲ့အများကြံသေးတယ်အဲ့ဒီကြံသေးတဲ့ဟာနဲ့ဘာတွေလောက်လာမလဲနေ့တိုင်းကျွန်တော်အတွက်အင်မတန်မှစိတ်ဝင်စားကြတဲ့အခန်းကဏ္ဍကိုရောက်ရှိနေပြီဖြစ်တယ်ဒါကြောင့်ဒီညသတင်းမှာလည်းကျွန်တော်ဆက်ပြန်လာခဲ့မှာဖြစ်တယ်ကြည့်ရှုအားပေးပြီးတော့မှ like တီလုပ်ပေးတဲ့ subscribe ပေးတဲ့ follow ပေးတဲ့နော်ရောက်ချင်းစီတိုင်းကိုအသက်ရှင်တော်မူသောယေရှုဖခင်ရဲ့ကိုယ်ကာမစာခြင်းကျေးဇူးကရုဏာတက်ရောက်ပါစေ okay